နောက်3ရက်နေရင်မိုးတိကျွေရဲ့ကပ်ပေးကြည့်ကြလိုက်မယ်ကုမ္ပဏီကိုမြင်ပြန်ပြီးအခြေအနေသွားမေးကြည့်လိုက်တကယ်ကြီးလားဟာအခုထိနေတာနေတော့ပဲမဟုတ်လားစိတ်ချရအောင်ပြန်သွားကြည့်လိုက်တာပဲကောင်းပါတယ်ကုမ္ပဏီကထုတ်ထားတဲ့စိုက်ပျိုးရေး AI model တွက်ချက်လို့ပြီးသွားပြီနောက်92နာရီနေရင်ငကားတကားရှုံမြောင်မှာမိုးတိကျွေနိုင်ခြေက80%တောင်ရှိတယ်အေးကန်က36စီးလုံးကိုတောင်ပေါ်တက်ခိုင်းလိုက်ကား36စီးဆိုရင်တစ်စီးကိုပိတာ3000ဆန့်နဲ့တစ်ခေါက်တည်းနဲ့အများဆုံးပိတာ18000ကျော်အထိတင်လို့ရတယ်အခုသွားဝယ်မယ်ဆိုရင်ဟိုဘက်ကဆက်ပစ်တီးတွေကအကောင်းဆုံးကူရမယ့်အချိန်မရောက်သေးဘူးကြိုကူးမယ်ဆိုရင်ကုန်ကျစရိတ်တွေရမ်းများသွားလိမ့်မယ်အော်ဒါကပိတာ1တန်းကျော်လို့နေသေးတယ်အချိန်မမီတော့ဘူးအေးကန်ကကြီးတွေတောင်းတလန်းအတိုင်းမောင်းလာတယ်ကားတွေအများကြီးပဲဆက်ပစ်တီးလာဝဲကြတာရှေ့ဆုံးက SUV ကားကကုချွန်းရဲ့ကားပဲအားလုံးပဲမြင်ကြလားအေးကန်က36စီးလုံးငကားတကားရှုံမြောင်တဲ့ကိုတန်းစီပြီးဝင်သွားပြီမန်ချန်ဦးလေးကုချွန်းဒီလောက်ကြီးကျယ်တွေလုံနေတာသူ့လက်ထဲကအော်ဒါကမသေးတော့ဘူးနော်ဒူလောလေလေငါတို့ကလောလို့မရလေလေပဲဘာဘောလေကား36စီးလုံးဝင်လာပြီးအလွတ်ကြီးတာပြန်သွားရရင်သူတရက်ကိုဘယ်လောက်တောင်ရှုံးမလဲခုဖို့ချင်းတောင်းတွေတောင်အစင်သင့်ဖြစ်နေပြီးဒါခုချက်ချင်းကိုခုတော့မှာပဲဒါပေမဲ့ဆက်ပစ်တီးကအကောင်းဆုံးကူရမယ့်အချိန်ရောက်ဖို့2ရက်လိုသေးတယ်လေအခုခုရင်ဈေးနှိမ်ခံရမှာပေါ့ကား36စီးလုံးဝင်လာတာဆိုတော့ကုချွန်းကပစ္စည်းလိုလောနေတာတေချာတဲ့ဈေးကတော့မနှဲလောက်ဘူးအားလုံးမလောကြနဲ့ဦးသူထေးကိုအခြေအနေကိုရှင်းပြတာရင်နားထောင်ကြရအောင်အဝယ်ကိစ္စမပြောခင်ကျွန်တော်အားလုံးကိုတင်းတစ်ခုအရင်ပြောပြချင်တယ်ကျွန်တော်တို့ကုမ္ပဏီရဲ့စိုက်ပျိုးရေးအေးကမော်ရခမန်းချက်အရာနောက်92နာရီနေရင်ငကားတကားရှုံမြောင်မှာမိုးတိကျွေနိုင်ခြေ80%ရှိတယ်80%ဆိုတော့10ပုံ9ပုံလောက်ကတေချာပေါက်ကျွေမှာပေါ့ဆက်ပစ်တီးတွေကအခုမှမဲ့တော့မှဒီချိန်ကြီးမိုးတိကြရင်တော့အကုန်သွားပြီပဲဒါပေမဲ့ဖုန်းထဲမှာတော့နောက်3ရက်လုံးတင်ထူမယ်လို့ပဲပြနေတယ်မိုးတိကျွေမယ်လို့မပါဘူးခိုင်ကနေလောလောဆယ်လေပြင်းတက်မဲ့အပြာရောင်သတိပေးချက်ပဲထုတ်ထားတယ်ငကားတကားရှုံမြောင်လို့နမီတက်မပြောထားဘူး80%ဆိုတာကကျွန်တော်တို့ကုမ္ပဏီကရေဒါဆိုထိုင်းစနဲ့ငကားတကားရှုံမြောင်ရဲ့မြင်မျက်နှာတွင်ပြင်ကိုကြည့်ပြီးတွက်ချက်ထားတဲ့ရလဒ်ပဲအဲ့ဒါဆိုဒီ80%ဆိုတာမင်းတို့ဘာသာတွက်ထားတာပေါ့ဟုတ်တယ်အဲ့ဒါကတိကျရဲ့လားဆိုတာဘယ်သူသိမှလဲဥက္ကဋ္ဌကြောင့်ဒီကိစ္စကိုခင်များသိလားခိုင်ကထုတ်တဲ့အပြာရောင်သတိပေးချက်ကိုတော့ကျွန်တော်ခုလေးတင်စစ်ကြည့်ပြီးတကယ်ထုတ်ထားတာပဲဒါပေမဲ့80%ဆိုတဲ့အချက်လက်ကိုတော့ကျွန်တော်လည်းအခုမှပဲမြင်ဘူးတာဒါဆိုကျွန်တော်တို့ကဘသူ့ကိုယုံရမှာလဲကိုဟာကိုပဲဆုံးဖြတ်ကြတာပေါ့အခုကာလပေါက်ဈေးက4ချက်2ပြားပဲရှိတယ်ဆန်းလန်တက်တီကုမ္ပဏီက4ချက်8ပြားတစ်ပြက်တည်းပေးမယ်4ချက်8ပြားဆိုတော့ဒီနေ့ဈေးထက်6မူတောင်ပို့ရတာပဲငါအိမ်ကပိတာ3သိန်းနဲ့တောင်းရှိတာ9000ကျော်တောင်ပို့ရမှာပဲသူထေးကူတကယ်ပဲ4ချက်8ပြားပေးမှလားခုတဲ့ဈေးနဲ့တေယူဈေးလည်းငါတို့ပေးစရာမလိုဘူးပေါ့မလိုဘူးစာချုပ်ချုပ်ပြီးတာနဲ့စပုံငွေ30%ကိုချက်ချင်းချေပေးမယ်ခုဖို့ချင်းနဲ့ထည့်ဖို့အေးခံဖို့နဲ့တေယူဖို့အကုန်လုံးကိုကျွန်တော်တို့တာဝန်ယူတယ်ရောင်းချင်တဲ့သူတွေဒီညဆက်2နာရီမထိုးခင်စည်ရင်လာပေးကြပါဒီညပဲဆက်ပစ်တီးတွေအကုန်ခုမှလားဒီညရေအတွက်ကိုပဲတက်မှတ်မှာမနေ့ဖြန်မနေ့6နာရီမှာစခုမယ်နောက်နေ့ရက်မှာတုတ်ခွဲပြီးအေးခံမယ်ပြီးရင်ကားပေါ်တင်ပြီးတောင်အောက်ကိုဆင်းမယ်သူထေးကူကငွေထုတ်တွေပါတဲ့တစ်တာကိုဖွင့်ပြလိုက်တယ်စာချုပ်တစ်ဆောင်လောက်ပေးပါငါရင်ကြည့်ကြည့်ရအောင်ဘောပင်ရောငါကိုဘောပင်တစ်ချောင်းလောက်အရင်ပေးအမျိုးသမီးတယောက်စာချုပ်လက်မှတ်ထိုးဖို့ပြင်နေတယ်နေဦးမထိုးနဲ့ဦးအကိုမန်ချန်နင်ပါလောက်တာလဲနင်တို့ဘာမှမသိပဲကိုယ့်အိမ်ကစားပစ်တီးတွေကိုဈေးပေါ်ပေါ်နဲ့ရောင်းပြလိုက်မှဆိုလို့ပါအခုမှ4ချက်2ပြားပဲရှိတာကိုသူထေးကူက4ချက်8ပြားပေးတာလေဘယ်လိုလုပ်ဈေးပေါ်ပေါ်နဲ့ရောင်းတာဖြစ်မှာလဲသူထေးကူကျွန်တော်ခင်ဗျားကိုတခွန်းလောက်မေးမယ်စာချုပ်ချုပ်ပြီးသွားလို့မနေ့ဖြန်9ချက်ထိဈေးတက်သွားရင်ရောခင်ဗျားက4ချက်8ပြားနဲ့ပဲဆက်ဝယ်မှာလားဟုတ်တယ်စာချုပ်ထဲမှာ4ချက်8ပြားလို့သတ်မှတ်ထားတဲ့ဈေးတက်တက်ချက်ပြင်မှာမဟုတ်တော့ဘူးအားလုံးပဲကြားကြတယ်မဟုတ်လားဒီနေ့6မူပို့ပေးပြီးလက်ထွက်သွားတာနဲ့နောက်ပိုင်းတက်လာမယ်3-4ချက်ကိုသူကုန်ယူသွားမှာပဲအဲ့ဒါဈေးနေတာမဟုတ်လို့ပါလေဒါပေမဲ့သူထေးကူပြောတာနောက်92နာရီနေရင်မိုးတိကျွေဖို့80%ရှိတယ်ဆိုအဲ့ဒါကကုချွန်းရဲ့ကိုပိုင်ကုမ္ပဏီကမော်ဒယ်ပဲလေသူက80%ပြောရင်80%ဖြစ်ရောလားသူက90%ပြောရင်ရောခင်ဗျားတို့ကစက်ပစ်တီးတွေကိုဒူးထောက်ပြီးတွားဆက်ရဦးမှာလားအားလုံးပဲလာကြည့်ကြစမ်းပါခင်ဗျားတို့ဘာသာကြည့်ကြည့်လေဒီယာဒီဥဒုကမိုးတိကျွေမဲ့ပုံပေါက်နေလို့လားတကယ်ပဲမင်းနေတဲ့တိမ်တအုပ်တောင်မရှိဘူးဖုန်းထဲကယာဒီဥဒုမှာလည်းတိမ်ထူမယ်လို့ပဲပြနေတယ်ဒါပေမဲ့ခိုင်ကသတိပေးချက်ထုတ်ထားတာပဲလေနွေယာဒီ